ကြွရောက်ချင်းကြတော့လူကြီးများအားနေရာယူပေးကြတယ်လေးစားစွာပန်ကြားတာ
နားမတယ်လို့ကိုအဲ့လာလာလေးနှလုံးတော့ ဒီက လာလာလေးနှလုံးတော့ဆိုပြလိုက်ကိုကိုရကြီးတယ်အားရလာလာလာတနာကလာကိုရကြီးအားမငယ်ရတာကိုကိုရအားကြီးရှာပြီးတယ်ကျွန်တော်ဒီ grand company မှာတန်ရှင်းလေးပါနေတယ်မလို့ဘူးလားကျွန်တော်ဒီကောင်ထည့်ပေးချင်လို့ ရတယ်အင်္ဂါလေးစေးဟုတ်ဒီရတော့ဝန်ထမ်းကောင်မလေးရိုက်တော့သဘောကျ မင်းကလည်းကောင်းပါလေးတွေပါရွေးပြီးသဘောကျ ကောင်မလေးသဘောကျကျွန်တော်ဝန်ထမ်းကစနေတော့ဖတ်တာ ဟောစားတော့လေးတော့တာဒါအလုံးလုံးနေတဲ့အချိန်မှာပြပါခဲ့တယ် အလုံးလုံးနဲ့ချိန်မှာ ဒီစပ်ပြီးမှရှိဘူး အားလေကောင်မလေးကလေဒီတော့စားတော့ဖို့တော့လေသူတို့ကလေဘုရားညာညာဆန်တယ်တော့ဒီလိုယူလာကောင်မလေးပြမှာတော့အလုံးတိုင်းကံမောင်းလို့ချော်လေ ဒီမှာဘယ်တော့ပြောလို့ဒီလိုတော့ပြီးသွားစေရှင် ဟုတ်ကဲ့ဒီလိုကြီးခုနကဆိုရင်ဘယ်လိုကိုရပြောရင်သူ့ဘဝဘယ်သူ့ကိုမှ present နေတယ်မပေးဘူး ငါ့ဘာလို့လဲနှလုံးသား အကိုအတွက်အခန်းတစ်ခန်း ရွှေမိုးတော့ ရွှေဘိုးအတွက်ဘာခုနလေးလာတော့အခန်းတစ်ခန်း ဘာသာခန္ဓာမေးပါ တိုင်ရှင်းလို့ပြန်ရတယ် ဆောက်ပေါ်လေးဆက်မပြောနဲ့ဒီလေအကေရအခုအစီဘူး ကြောက်ရတယ်ဘာလို့လဲမစင်ဘူး တော့လည်းရွှေမိုးကျွဲတဲ့ရွှေမိုးရဲ့စောင်းထိုးရဲ့တကယ်လားဇောက်တော့ဒီလေဘေးလည်းပါတယ်အကေရအခုမစင်ဘူးဘာလို့လဲဒီလေတို့နေရာတော့ဘိုးခန္ဓာကံကောင်းတာကောင်းကျိုးစားလေးပါပဲ ဒီကောင်လာ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 ရွှေမိုးဟောကြဝေး မလေးကတော့ စပင်းတော်တော်တွေတွေ့လား အေးဒီညောင်းနိုင်ချင်မစင်စားနဲ့မောင်နဲ့ကန်နေဟုတ်တော့ဘယ်နဲ့ခေါ်မှာဘာမှခေါ်တာဘာပြောလဲ ဩ မောင်နဲ့ကမလည်းကိုရပါလေဟိုကြီးကမောင်ကလည်းကိုမသိတော့ဘူး အားကိုရှိတော့အားကောင်းရွှေမိုးဟာဆက်နေတယ်လို့ပါ ဟောမချိုင်းဟဲ့ရမင်းတို့ရဲ့ဟဲ့တော့တရားရဆောက်တော့ဘုသားရဲ့ ကျွန်တော်တို့ဘောဒီမှာအရေးကြီးဆုံးလိုအပ်တာကကိုယ်ပိုင်အိမ်လေးတစ်လုံးအဲ့ဒီတစ်လုံး development company limited 9 group Europe Grand like my development company တကယ်ကိုစိတ်ချတယ်ယုံကြည်တယ်ယုံကြည်ရတယ်ဒီလိုမျိုး company အများကြီးကျွန်တော်တို့ပေါ်ထွက်လာစေချင်ပါတယ် သူကကိုရုံမယုံကြည် ဘာဖြစ်လို့ အိမ်ရောက်ဝင်မထင်ရတာမရဘူးလေ ခင်ဗျအိမ်တော်ဆောက်တော့ဘယ်လိုရောက်ချင်လို့ချင်လို့ အကူကအဲ့ဒီနိုင်ဘူးနဲ့စောင့်ပါ ground up မှာဆောက် စောင့်ပါဒီလိုမျိုးတွေကဘယ်နဲ့ရှိလဲ မဒီဘူးမတော်ကြီး ဒီလိုမျိုးတွေလောက်ကိုစောင့်ချင် အမေခင်ဗျာ လူတရားရဲ့အောင်မြင်မှုနဲ့သူ့ရဲ့ကံတရားပြောရတယ်ကိုကျွန်တော်ဒီလိုစောင့်နေကိုစောင့်နေလားမစောင့်နိုင်လားဒီလိုမစောင့်နိုင်လို့တခြားအားလိုက် အမေ ဟိုတကယ်ကန်ကောင်းတယ်ကျွန်တော်တို့ဒီနိုင်မှုနဲ့တကယ်တွေ့ရတာကန်ကောင်းတယ်ကျွန်တော်ကနေထဲမှာနေတာကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်လောက်တည်းကျွန်တော်အိမ်ဆောက်ဖို့ကျွန်တော် choice ပြောတော့နော် အမေ choice နေလားပေါ်တော့တယ် choice ကိုပေါ်တယ် ဘာမှမလုပ်ဘူးဘာလဲနော်အဲ့ဒါကျွန်တော်ဘယ် construction နဲ့အဲ့ဒါတော့ကျွန်တော် choice ဒီလည်းနိုင်လို့ပဲပါမယ် အဲ့ဒါကျွန်တော်အခုဒီပေါ့နော် အတိတ် ground up ဘာလို့လဲတော့ဘယ်ကျွန်တော်ရေလို့တော့ပါကျွန်တော်ဒီလိုကြအိမ်မဲ့တယ်ကျွန်တော်စောက်ဖို့ ထပ်ပြောပြီ ကျွန်တော်ပိုင်းတဲ့အိမ်အောင်ပြောတယ်ကျွန်တော်တော့ကျွန်တော်ရဲ့အိမ်မှာကျွန်တော် decoration တွေကို အမေ decoration decoration တွေကျွန်တော်ဘာလုပ်လဲ ကိုယ်ကိုယ်တော့စေမတော့ရတယ်နော်အော်စေဝေဘူး အဲ့ဒီတော့ကျွန်တော်အလဲနဲ့ကျွန်တော် master မျက်နှာနဲ့မလဲဘူး master ကလည်းကျွန်တော်အဲ့လိုရေချိုးမဲ့အိမ်သားတွေကိုကျွန်တော်ဟိုဘာပေါ့နော်ကျွန်တော် bright ရိုက်စားတော့တယ် try တဲ့ ဒီကေ try တယ် let's try အဲ့ဒါကျွန်တော် bright နဲ့ကျွန်တော်ထားပါတော့ကျွန်တော်ဆောင်းမဲ့ decoration တော့ကျွန်တော်ညီနေရကကျွန်တော်မျက်နှာသားကရှင်းလက်မှရှိတယ်မသိလားမသိလားဒီမသိလို့ဒီ grandness မှာနဲ့ဘယ်လိုလဲမလဲဘာလို့လဲ အခုအဲ့ grand ကပါတာကိုတို့ရကျွန်တော်စောက်တာ
လေးနဲ့အင်ဂျင်နီယာ ရှင်ဘုမေးရဆောက်တာအင်ဂျင်နီယာ ကျွန်တော်စောက်နေရတဲ့အိမ်ကိုလုံးဝခိုင်တယ်သူများတွေက foundation ကိုမြေရှိတော့မှချကျွန်တော်လေမော foundation ချပြီး လီဘောဖောင်ဒေးရှင်း foundation ချ ချာဖေးဖေး မိသားစု10ရောက်တော့နေလို့ရဆောက်လို့ငါဆောက်ပြီးတော့မိသားစုတွေပြပြတာဘယ်လိုနေလဲအဲ့ဒီမိသားစုတွေနဲ့စကားပြောနေကြတယ် ဘယ်လိုပြောလဲငါတော့မလို့ကဲကြရအောင်ဆရာကနိုင်တော့ကပြီဟုတ် မားတော့လည်းကျွန်တော်ပြောကြတယ်ဘယ်လိုလဲမားတော့အေးကူအေးတော့အကုန်လုံးကလက်ကြားလေးနဲ့ပေါင်လေးပေါင်ကြားလေးနဲ့ဟာလက်ကြားလည်းတော့ပါလေဟေးအာဟောကြဟေး မိပြပုံမပြော မင်းပြည့်ကြည့်ကြလို့လား ဇဝေလာနဲ့ဘယ်သူဘယ်သူတွေပါလဲသူတို့ဝါရနေနေ ဇဝေလာနဲ့ဘယ်သူ တွားပြီးတော့တေးတော့ဘိုက်ပေါ်နဲ့တက်တော့ဟေးဝေးလာလာဒီပါရှင်ဘလာ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  ဘယ်ဟုတ်လား လာ လိုက် နည်းနည်းမူးသွားတယ် ဟလာဒီလေးဘူးနေတာလား အဲ့ဒီနည်းတော့မူးသွားတယ် အေး မူးသွားတဲ့ချိန်မှာတခုတော့တောင်းဆိုပြရပါကြပါလေကျန်တာအားလုံးကခံနိုင်တယ်ဘာကြတယ်ငါဆရာဂျိုးလေးဆူတော့ငါမခံနိုင်ဘူးငါကမယ် ဆရာဂျူနီယာလည်းပြောတယ်သူလည်းမခံနိုင်တော့မူးတာတော့လက်ခံတယ်ဘာဖြစ်ဘယ်ဦးသမားမှတော့ဒီလိုတော့မရှောက်မပြောဘူးကြည့်တယ် လာအကြလေးဘုံလို့ဟဲ့မြို့ကပြီးတော့မှအိုက်ကုန်ကြီးနဲ့ထည့်ပေးလိုက်ကိုကြီးဒီကောင်ခေါ်တော့သားမှာလား ဘာမှမပူနေ ကျွန် တော့ တော်ဖွဲ့တယ်ပေါ့လေဒီကောင်မျက်စိတော့ဆုံးပြတယ် သူကစီးပြူတစ်ခါသူ့အတွက်နေလာတယ်အဲ့ဒါဒီတော့ပုံမယ်နော် ဟာ ဒီလေးကလည်းဒီလေးနဲ့လုံသားနေတာလေဒီလေးတစ်ခုခုဖြစ်လို့ပဲရနားလိုက်တော့ဒီညက်ပနဲ့ကွာပါစစ်စီရတယ်တော့ပေါင်းကြီးလေးတော့ ဟုတ်ကဲ့မစင်းတော့ဒီပွဲကြောင်းလေးကိုနည်းနည်းလေးနှုတ်ဆက်ပြီးတော့ပြောပြပါဦး ဒီပွဲ ဒီပွဲရဲ့ Grand Lama K ဟုတ်တယ် Diploma Company Limited ဟုတ်တယ် Company Limited ဒီပွဲကြောင့်ငါတို့တွေကဟုတ်လားဒီတော့ ရတော့ပြန်တယ်ပြန်တယ်ပြန်တယ်ခုနပြောတော့အဲ့ဒီမကြည့်နေတယ်ပြန်တယ်ပြန်တယ် ပြုံးလားနေရာရှိကြရမှာပေါ့ဘယ်ကိုကြွရမှာကြားတယ် ယထာပေါ်မှာယထာရောက်ခဲ့လားမသိပါဘူး မိသားစုများခင်ဗျာကျွန်တော်တို့ငါတို့အတဝဲပါတယ်အခုကပြနေတဲ့ပွဲဟာ သူမိုးရဲ့သေပွဲ နိုင်ကရ Grand Lama Dep 어떤 뭐 찌지 되나 찌봐စေ အဲ့တော့မဟုတ်ဘူးနောက်ဆုံးနေနဲ့တော့သူ့လင်ကြည့်သွားနေတာ
Grand ရဲ့ diploma company လေးပြီးချက်ရဲ့နော်ကျွန်တော်ကန်ဆယ်မဲ့ lucky draw တွေကျင်းပါတယ်ကျွန်တော်မိသားစုမိတ်ဆွေစားပိုက်ကျွန်တော် ဒီကောင်တစ်ကောင်နဲ့တချူရတာကျွန်တော်သူ့ကတချူနေရမယ်မင်းသားဒီတစ်လက်ပဲရှိတယ် ပြောတာရှိပါကိုဘာပြီးနေတယ် ပြောတာရှိမှာပြောပါလေဘာလဲရှင်းပြောလေမင်းမျက်နှာပြောပါတော့ပြောမောင်လေးကြီးရတယ်ကျွန်တော်ဒီလို ဝမ်းသာလိုက်အကိုရမျိုးတော့ကြပြီမျိုးသူ့အိမ်ခေါ်ပါမှာအိမ်ရောက်လေသူ့အဲ့လိုတင်ပြီးကပါလေ မောင်ဝဲကြည့်ရတာတက်လိုက်မောင်တက်လိုက်လို့တက်လိုက် အောင်စမှုလေးကတာစီရကောင်းတာအောင်စမှုကပြီးရှင်အောင်စမှုဝတ်ပြနော်ဆရာငါကောက်ဖို့အတွက်ဒီ stick ကိုစောက်ထားတာအခါတိုင်းဆိုရင်ဒါတော့ဒီပမာကိုငါသိတယ်သူ stick ကိုငါတက်ဘူးတယ်ဒီက stick တော်တော်မာတယ် ဘာလို့လဲအဲ့ကျွန်တော်ပြလိုက်ဟို လာစံတကောက်နော်လာ သူကဒါပြောရင်မတက်လို့အဲ့ဒါမာပြီးတာမာတော့ကင်မရာမန်နဲ့အမြင်ပြောတယ်ဒီကဟေး